မင်္ဂလာပါအခုဖျက်ပြပေးနေတဲ့စာအုပ်လေးကတော့ဆီယာမမိုရွှေရဲ့ Beyond Paradise ကတွန်းဖြစ်ပါတယ်အပိုင်း15 Nostalgia သူ့အတွက်နှင့်မနက်ပိုင်းသွားရသည့်အစီအစဉ်များနှောင့်နှေးသွားသည်ကိုအာနာကနေလရောင်သည့်အားလုံးနှင့်အတူတူလိုက်ခဲ့ရန်သဘောတူလိုက်သည်အကိုကလည်းသူ့ကိုတယောက်တည်းမထားခဲ့ခြင်းပါဆိုတော့အခါဝဲသူညင်းစရာအကြောင်းမရှိတော့ပင်သူတို့အစီအစဉ်ကနာမည်ကြီးဖျားများဖြစ်သည့်အာနန္ဒာဓမယန်ကြီးဆူနာမဏိစသည်တို့ကိုအရင်ဆုံးသွားရောက်ရန်ဖြစ်ပြီးနေ့လယ်ခဏနာကမင်းနဲ့သူရွာသို့သွားပြီးညနေဘက်တွင်ပြတိုက်ရှိဖျားစုသို့သွားမည်ဖြစ်သည်နေလိုက်ရန်အတွက်ကရောက်ဖို့နေသည့်အတွက်ထူးထူးခြားခြားမခံစားမိတော့လဲကားပေါ်၌အကိုနှင့်ပြောထားသည့်အတိုင်းအတူတူဖျားကတော့ကပန်းရည်ချင်းဆက်ကပ်ပြီးဆူတောင်းဖြစ်ကြသည်အာနန္ဒာဖျား၏ရက်တော်မူရုပ်ထုရှိတော်တွင်ထီချင်း၅ပါးဖြင့်ဥခိုက်ရင်နေလိုက်ရန်သည်ဘဝတည်းပထမဆုံးအကြိမ်ဖြင့်သူအောင်မြင်ရန်အတွက်မဟုတ်သောဆုတစ်ခုကိုတောင်းမိ၏တပည့်တော်နှင့်ကိုတန်းစင်ကျဲတို့အခက်ခဲမရှိရစေနဲ့အရှင်ဖေဟာအကိုကိုအသာကြည့်ပြီးတော့အကိုကလည်းလေးနဲ့စွာဆုတောင်းနေသည်တေချာပေါက်အကိုဆုတောင်းသည်သူနဲ့သက်ဆိုင်ရမည်ဟုသူယုံကြည်၏ထိုယုံကြည်မှုသည်ရင်ထဲမှအလိုလျောက်ပေါက်ဖွာလာခြင်းဖြစ်ပြီးအတွင်းထဲတွင်သူ့ကိုကြည်နူးစေသည်ဖျားဝတ်ပြုပြီးမှအကူဝချွင့်ကိုအာနန္ဒာဖျားရင်ပြပတ်ပတ်လက်ရှိဆင့်လက်ရများကိုပြသရာနေလိုက်ရနေစောသူရမှာတအံ့တော်ဖြစ်မိကြသည်တကယ်တော့ပကံကိုရောက်ဖူးနေကြသူများဖြစ်တော်လဲထို့သို့ရှိသည်ဟုသူတို့မသိလေသဖြင့်အနှဲငယ်လဲရှက်ရွံ့မိကြ၏အကူကတော့နှင်းသိစကားပြောကြပါသည်ကိုလည်းဘလော့တစ်ခုကညွှန်ထားလို့သိရပါမဟုတ်ရင်သိမှာမဟုတ်စိတ်မညစ်ပါနဲ့ကိုနိုင်ငံသားမဟုတ်သူတွေကတန်မိုးထားနေသလောက်သူတို့ကမသိရခြင်းအတွက်အနှဲငယ်စိတ်ညစ်မိတော့လဲအကိုနှိမ့်သိစကားကြောင့်သူတို့စိတ်ဖြေလိုက်ရပါသည်သူတို့ကဘာလို့အဲ့ပကြီးတွေကိုမှရှောက်ရေးထားရလဲဇူနာမနစ်ဖျားရှိနေရစီးရေးများပေါ်တွင်လက်တရန်ထားသောစာသားများကိုမြင်တော့ချွင်ကမေး၏အကိုသည်ပင်ဖြေရအနှဲငယ်ခတ်သွားပုံပေါ်သည်သူကလည်းဖြေရှင်းရန်စိတ်ကူးမရှိစောသူရကပဲမျက်နှာပူဟန်ဖြင့်ရှင်းပြရှာသည်ဒီလိုရှိရဲချွင်လေးညမမဒီလိုနေရစီးကိုတမိုးထားကောင်မသိရသိမကြသေးဘူးပကံကိုလာတာဖျားပူရဆိုတာတော့ပဲလေတမိုးထားရဲ့လူတွေကငကိုတွေကလူနည်းစုပဲရှိတာအခုတော့နည်းနည်းသိလာကြပါပြီ Facebook လို social media မျိုးမှာလည်းဒါမျိုးလောက်တာကိုလက်မခံကြတော့ပါဘူး Still it's vandalism ချွင်ကပခုံးတွင်ရင်ပြောတော့သူတို့၃ယောက်လုံးလက်ခံလိုက်ရသည်တကယ်ပင်နေရစီးရဲ့ပကြီးလက်လာပေါ်တွင်ဘောပင်ယာကော်ရရှင်မန်ယာတို့ကအယုတ်ဆိုးစွာထင်းနေ၏နေ့ရက်စာဆိုင်ရန်စားသောက်ဆိုင်တစ်ဆိုင်သို့ရက်လိုက်တော့နေလိုက်အောင်သည်မသိစိတ်၏စိစော်မှုဖြင့်လူတချို့ကိုတတိထားမိ၏တေချာပေါက်မနက်ကလူတွေပဲအကိုနှင့်ချွေမှာပါနေတာတောင်လိုက်လာရဲသေးတယ်လားနေလာသည်တတိအနေအထားဖြင့်စောင့်နေတော့လဲထိုလူများကလည်းထမင်းအေးများမှာပြီးတောက်တောက်ဆာဆာလုံနေကြပြီးသူတို့ကိုကြည့်ပြီးမကြည့်သဖြင့်စိတ်ကိုလျှော့ချလိုက်သည်နေလားစားမကောင်းလားမဟုတ်ပါဘူးမနေ့ကစားတာနောက်ကျလို့လေဒါမှလည်းနည်းပဲစားထားတာကိုအခုပြင်းပြစားနော်အကူကတော့သူ့ကိုလိုလေးသေးမရှိခီးစိုက်ရှာပါသည်သူရဲ့ခဏတာလေးသာတတိလွတ်ခဲ့မိတာဖြစ်သည်ထိုအချိန်တွင်စပွဲထိုးလေးတစ်ယောက်ကပူပူလောလောဟင်းရင်ပကံပန်းကိုတဲလာပြီးသူ့ဘော်တွင်မှောက်ချမလို့ဖြစ်တော်လဲအကူကချက်ချင်းသူ့ရှိမှကာပေးလိုက်သဖြင့်အကိုပေါ်သို့သာဟင်းရင်ပူများမှောက်ကြကုန်၏အကိုရှားရီသူတို့၃ယောက်လုံးပြပြတလဲဖြစ်သွားကြပြီးနှွေလာသည်အကိုကိုထိမ့်ပေးလိုက်ရ၏အကိုကမူသူ့ကိုပင်စိတ်ပြန်ပူနေသေးသည်နှွေလာမှာဟိုလူများလက်ချက်မှန်ချက်ချင်းသည့်သဖြင့်စိတ်ရင်းရှင်းကျင်တော်လဲအကိုစိတ်ပူမြေဆိုးသဖြင့်တင်းထားလိုက်ရ၏ရတယ်နော်ကိုနေနဲ့ပူသွားတာပဲရှိတာပါဆင်ပြေပါတယ်ဆိုင်ရှင်ရရောက်လာပြီးသူ့ဝန်ထမ်းအစာပြပြတလဲတောင်းပန်ပြီးဘေးဆိုင်မှာပကံအမတ်တရအင်ဂျီတစ်ထည်အမြဲဝန်ခံလိုက်ကအကိုခဏလဲဝေးရရစီရန်လှုပ်ဆောင်ပေး၏ဆရာအင်ဂျီကိုကျွန်တော်တို့ရောပေးမှာပါဗျာဒီဟင်းပွဲကိုလည်းပတ်ဆက်မယူပါဘူးမဟုတ်ပါဘူးဖြစ်တတ်ပါရဲ့ညီလေးနောက်တစ်ခါတတိထားပေါ့ကျွန်တော်အင်ဂျီလဲဝဲချင်လို့ရေချိုးကန်းလေးတစ်ချက်လောက်ပြပေးပါကောင်းပါလေကိုတန်းစင်ကြီးခင်ဗျာတို့တော့ကောင်းပြီးလုံနေလိုက်ကျွန်တော်လိုက်ခဲ့ပြီးပြင်မှာစောင့်ပေးမယ်။နှွေလိုက်အောင်မှအကိုကိုစိတ်မချသဖြင့်လိုက်လာပေးခြင်းဖြစ်ပြီးတကယ်ပင်တန့်စင်ကန်အပြင်တွင်စောက်ပေးနေမိ၏
ဆိုင်တီဆောက်ပုံရတန့်စင်ကမ်းများကိုတက်တက်အဆောင်ဖြင့်ထားလေးရာဆိုင်ထဲမှလူများမမြင်ရပင်သူတို့နာသို့မနက်ကသူနှင့်မျက်လုံးချင်းဆိုင်မိသောသူကကပ်လာ၏နေလာရောင်သည်ထိုသူအင်ဂျီကော်လန်ကိုစောင့်ဆွဲလိုက်ရင်ခင်ဗျားတို့အဲ့ရီလင်းကိုမဒုက္ခပေးခြင်းနေပြီလားမဟုတ်ဘူးငါတို့ကမင်းတယောက်တည်းကိုမနှောက်ယှက်ချင်တာမင်းကောင်ကသူ့ဟာသူပါလာတာငါတို့ကသူ့ကိုဆိုပို့တော့မထိခိုက်ချင်သေးတယ်မင်းသူနဲ့ဝင်းဝင်းနေလိုက်ရင်ပိုအဆင်ပြေသွားမှာပါသူလည်းပြေမယ်မင်းလည်းပြေမယ်ငါတို့လည်းပြေမယ်အကုန်အဆင်ပြေမဲ့လမ်းကိုရွေးလိုက်ပါကွာတွားစမ်းမှာခင်ဗျားကိုဆွဲမထိုးသေးရင်ချားသူတွေတိမှဆိုတာတခုပဲခင်ဗျားကိုခိုင်းထားတဲ့သူပြန်ပြောလိုက်နွေလက်ရောင်ကိုအဲ့ရီလင်းဆိုတဲ့လူကအထီးခိုက်ခံပြီးကိုကာကွယ်နေတယ်ဆိုတဲ့အကြောင်းနဲ့နွေလက်ရောင်ကလည်းအဲ့ရီလင်းကိုဘယ်တော့မှလက်မလွတ်တဲ့ကြောင်းထိုခိုက်အကုတ်ခြေတန်းကြားသဖြင့်သူလက်လွတ်ပေးလိုက်ရာထိုလူကရှုတီတီဖြင့်ဘေးဘက်သို့ထွက်သွား၏အကူကချီအင်းချီလေးဖြင့်ထွက်လာရာတမျိုးကြည့်ကောင်းနေပြန်သည်နွေလားခုနစကားပြောနေရလားဘယ်သူနဲ့လဲမဟုတ်ပါဘူးဘေးဝိုင်းကသမားထင်နေစိတ်ရတောင်းမလို့လုံနေရလားမသိဘူးအားနဲ့ဒါနဲ့ခမရရလားရှင်မတွေဘာတွေပူသွားသေးလားပူတယ်ခမရရဲ့အဲ့လာကြောင့်အယူအလုပ်တွေဘာလို့လုပ်တာလဲနောက်တစ်ခါဆိုအဲ့လိုမလုံးနဲ့နော်နွေလာမှာစိတ်ပူသွားပြီးအကုတ်ရင်ဘက်ကိုကန်ကြည့်မိသောအခါအကူကသူ့လက်ကိုဆွဲယူရင်းပြော၏ကိုနွေလာထိရတော့မှထင်ပြီးကိုရင်နေပူလိုက်တယ်ဆိုတာအခုထိပဲကဲကိုတန့်စင်ပိုးလို့ပြောင်းလိုက်တော့ခမရနေမယ်အတီးပြောတာနွေလာရဲ့ပြီးတော့နောက်ထပ်ဟာတွေဆိုတာရှိလိုက်ရင်လည်းဒီထက်ပိုဆိုတာတွေဆိုရင်တော့ကိုကမင်းရှိရရက်ပေးမှာပဲဖြစ်နိုင်ကြတယ်ပဲမဲ့ကြည်စံတစ်ခုဓာတ်ချက်တစ်ချက်ဆိုရင်တော့ကိုမင်းရှိရရက်ဖို့ဝင်မလေးဘူးဘာဖြစ်လို့လဲဆိုတော့ကိုကမင်းကိုတော့ကိုကျွန်တော်စောင့်နေလိမ့်မယ်တော့ချစို့ပြောတာပြောလိုက်ရသည်နွေလာမှအခုထိရင်ခုံမြေအကူကသူ့ကိုအဲ့လောက်ထိအောင်တမ်းမိုးထားတယ်တဲ့လားအဲ့ဒီလူအတွက်ပဲဖြစ်ဖြစ်သူကတေချာပေါက်စူးစမ်းရမည်သားအကူကရေချိုးချင်သည်ဆို၍သူတို့ဟိုတယ်သို့ခဏပြန်ခဲ့ကြသည်ချွင်းကလည်းအကူမပါပဲလည်းပဲချင်းစိတ်ရှိပုံမပေါ်သို့တော်ရေချိုးပြီးတော့အခါအကူကကိုငွေ့ငွေ့ပူ၍ဖျားချင်ခြင်းဖြစ်လာသည်ထိုအခါတွင်မူအကူကသူဒီနေ့အတွက်မလိုက်နိုင်တော့ကြောင်းပြောပြီးစောသူရနှင့်ချွင်းတို့ကိုသာလွှတ်လိုက်၏နွေလာကမူအကူကိုစိတ်မချသဖြင့်စောင့်ပေးရန်သဘောတူလိုက်သည်နွေလာရဲ့ကိုကရပါတယ်ရောက်တော့ရောက်ခဲသွားလိုက်တာမဟုတ်ဘူးကွာခင်ဗျားနေမကောင်းဖြစ်နေအောင်ကျွန်တော်ကဘယ်လိုစိတ်နဲ့သွားရမှာလဲအဲ့ဒါကြောင့်စကားများမနေပဲစိတ်သားဖို့လို့မဟုတ်ပါဘူးကိုကနေပူထဲလာပြီးရေချိုးမိလိုက်လို့ပူချက်တာထင်တယ်စိုးရင်စရာမရှိပါဘူးနွေလာကဆေးကိုကိုတိုင်တိုက်ပြီးနောက်အကိုကိုလှဲစေပြီးစောင့်ချုံပေးလိုက်သည်ကိုတန်းစီကျခင်ဗျားခဏအိတ်လိုက်ပါကျွန်တော်လည်းဒီမှာပုံဆွဲရေးဆောင်ပေးမယ်အကိုကသူ့လက်ကိုဆွဲထားပြီးရှင်ဖွင့်၏ကိုလေးအရင်ကနေမကောင်းဖြစ်ရအောင်မကြိုက်ဘူးယူဆိုင်ပေးမယ်လို့လည်းမရှိဘူးလေခင်ဗျားရည်စားဟောင်းအောင်ချန်လား तू ကကောင်းပါတယ်ဒါပေမဲ့ချမ်းနည်းနည်းအနေတည်တဲ့လူမျိုးပဲကိုပြောတာမိသားစုနဲ့ပါတဝင်တိုးစိတ်ပြပြတို့ကယူနာစိမ့်နဲ့အစားထိုးသွား၏ကိုဖျားရင်အောင်ဆေးကိုကိုဟာကိုဝဲသွားပါတယ်အဲ့ဒီအဖြစ်တွေကိုကိုမခံချင်တာနဲ့ကျမရဲ့ကောင်အမြဲကူးဆိုင်ဖြစ်တယ်ဒါမဲ့နွေလာနဲ့တွေ့ရောလေကိုစိတ်တွေပြောင်းသွားရသေးလားကိုနေမကောင်းမဖြစ်ချင်တော့တယ်ကိုနေလာအရန်ကူးဆိုင်တယ်လေတော်စားမှာဦးချောင်းချောင်းနဲ့ဗျာခင်ဗျားနေမကောင်းရင်ကျွန်တော်စိတ်ပူသွားကြမသိဘူးလားတကယ်ပဲနောက်ဆိုအဲ့လိုမလုပ်နဲ့တော့ကျွန်တော်ကခင်ဗျားနေကောင်းနေလဲယူဆိုင်မှာပဲအကူကပချိုက်ပေါ်သည့်အထီပြုံးရင်ကောင်းငိမ့်ပြသည်လာရောင်သည်ပကြီးပစ္စည်းများယူပြီးအကုအခန်းထဲတွင်ပုံထိုင်ဆွဲဖြစ်သည်ပကံရရန်စီးရင်များနှင့်သူဆွဲချင်သည့်တင်းများကိုစဉ်းစားပြီးပြီအကူကအစပိုင်းနဲ့မအိပ်သေးပဲသူ့ကိုကြည့်နေတော့လဲတဖြည်းဖြည်းအိပ်ပျော်သွားသည်ထင်၍နွေလာမှာစကားမပြောဘဲပုံဆွဲရန်သာအာရုံစိုက်ပြီးဇံဝင်နေမိသည်နွေလာပုံဆွဲသည့်အလင်းကအတော်မြန်၏ဤသည်မှာငယ်စဉ်ကလေးကဖြစ်သည်အမားနေပြီးတက်ရက်သောပုံတပုံကိုအချိန်တိုအတွဲဆန်းနိုင်သဖြင့်အတိအမှတ်ပြုခြင်းခံရတော့လဲသူ့လက်ရများမှမူစီးပေါင်သတ်မှတ်ချက်များနဲ့မကိုက်ညီဟုဆိုကသူ့ဆရာကြီးအပါအဝင်ရှေးရိုးဆွဲပကြီးဆရာတချို့ကနှာခေါင်းရှုံချင်ကြသည်နွေလာသည်ပကြီးဆွဲရင်ပခုံးတစ်ဖက်ကတိတိတသားကိုက်လာတော့လဲဇံဝင်နေသည်ကိုမရက်ပြစ်ခြင်းသဖြင့်အောင့်ခံကအပိသက်ဆွဲလိုက်၏
လက်မှတ်ထိုးပြီးသောအခါမှာသူကျင်းနဲ့စွာပြုံးလိုက်မိသည်မဆိုဒီနှုံးနဲ့ဆိုချွန်လို့ပြန်မလာခင်ပင်နှကားမြပြီးနိုင်သည်အကိုကတခြားအိပ်ပျော်ရလားဟုကြည့်လိုက်ပြီးတော့သူ့ကိုပြုံးရင်ကြည့်နေသောအကိုကိုတွေးလိုက်ရ၏ဟာခင်ဗျမအိပ်သေးပဲဘာလုပ်နေရလဲမင်းစိတ်ဝင်စားတဲ့အရာတွေလုပ်နေတာကိုငေးကြည့်ချင်လို့ပါနေလာရကိုမဆူပါနဲ့ထို့သို့ပြောလာတော့လေသူ့မှမဆူရဲ့ထို့ကြောင့်ပချီကားကိုအပိသက်သိမ်းစီးလိုက်ရင်လက်ဆေးပြီးမှပြန်လာကအကိုဘေးတွင်တစောင်းထိုင်ချလိုက်၏ခေါင်းကနေသေးလားရပါတယ်ကျွန်တော်မေးတာရှင်းရှင်းလေးကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးရက်စော်နိုးပဲရတာတွေမရတာတွေမဟုတ်ဘူးအကိုကပြုံးရင်နည်းနည်းကောင်းကြိုက်သေးတယ်ဟုဖြေ၏အကိုဟာလေထို့အပြုံးတွေနဲ့လူအခါခါတက်နေတော့ပဲစိတ်ထက်ဖို့ကလည်းအချင်းကကတ်နေသေးတယ်အဲ့လာကြောင့်ခုနအိပ်ပါလို့ပြောတာပဲခင်ဗျမအိပ်မှတော့ကျွန်တော်စောင့်ပေးနေရအလက်ကားပဲအပြင်မှာပဲပုံသွားဆွဲတော့မယ်လွင်လားအကိုကသူ့ကိုဆွဲထားရင်ဖြင့်ကို့အမေမဖက်ထားပြီးတော့ကြပြီနော်ဒီခီးမစခင်နေရပဲကိုတကယ်ညဘက်တွေမှာမင်းလွမ်းနေခဲ့တာခုခတ်တိုးတိုးပြော၏တကယ်လဲမန္တလေးမရောက်ခင်ကတည်းကသူတို့ညဘက်တွေတူတူမရှိဖြစ်ကြတာကြာခဲ့ပြီပဲနွေလာသည်ဒုတိယပုံဆွဲမိအစီအစဉ်ကိုဖျက်လိုက်ရင်အကိုဘေးတွင်ဝေလှမ်းလိုက်ပြီးအကိုကိုရင်ခွင်ထဲထည့်ထားမိ၏ကိုနွေလာရဲ့ရင်ခွင်ကတကယ်နှွေးထွေးဆုံးပဲကိုခဏလောက်အိပ်ပြရစီနော်ခင်ဗျအိပ်ပြောင်လို့နေပေးနေရလေမအိပ်ပဲဘာလုပ်ချင်သေးလို့လဲဟောဗျာစိတ်ကလည်းကြီးလိုက်တာကိုနွေလာအရက်ကောစပြေရောရှိသလောက်စိတ်ကြလက်တက်စင်နော်အကိုကသူ့ရင်ကုန်မှနေ၍သူ့စပင်များကိုလှမ်းဖွာနေသေးသည်တကယ်ပါပဲအကိုမှဒီလိုနူးညံ့တဲ့ကလေးလိုပုံစံရှိနေခြင်းသည်သူ့ကိုအချိန်တိုင်းအံ့ဩစေသလိုကြည်နူးမှုလည်းဖြစ်စေသေးသည်အကိုပြောနေလားအကိုကမျက်လုံးများမှိတ်ထားရင်ဖြင့်ဖြေသည်တကယ်လို့လေတကယ်လို့ကျွန်တော်သာတစ်ခုခုဖြစ်သွားရင်အဲ့လိုဖြစ်စီရဲ့သူကိုအကိုလက်တော့ပြန်ပါလားအကိုကစက္ကန့်နဲ့ခေါင်းထောင်လာပြီးသူ့ကိုတေချာကြည့်၏ထိုတုံးပြန်မှုနဲ့တင်အကိုစိတ်ကိုသူနားလည်ခဲ့ရပါပြီရင်ထဲတွင်လည်းဝမ်းနဲ့ဝမ်းသာဖြစ်နေကဒီလူကိုပို့ပြီးချစ်ပေးရမည်ဟုသောစိတ်ဖြင့်သူပြန်ဖက်ထားမိသည်အကိုကအတင်းယုံထွက်ရင်သူ့မျက်နှာကိုကန်ကစိုးရင်တကြီးဖြစ်မိ၏နူလားကိုနူလားဘာဖြစ်လို့လဲရင်တခုစိတ်ရင်စရာရှိလို့လားဘယ်သူတွေကြောင့်လဲမနေ့ကစိတ်ကိုမကျဉ်တဲ့လူလေအကိုအဲ့စိတ်ကိုစိတ်သားကြောက်သွားလို့မလို့လားပေါ့ပါဖြစ်စီရင်သူရီချလိုက်တော့လဲအကိုကသူ့ကိုကြည့်နေစေနူလားအဲ့နှစ်ခုကတာမန်မဟုတ်ဘူးမလားဟင်းညိုမှောက်ချတာရောပြီးတော့မနက်ကမင်းတစ်ခုခုဖြစ်လာတာရောတရားယောက်ျားဟုတ်တယ်မဟုတ်လားအကိုဇလန်းကြည့်ရများနေပြီမဟုတ်ဘူးမနက်ကစိတ်ကလည်းကျွန်တော်မျက်စိနှောက်လို့ပြေးလာတာဟင်းညိုမှောက်ချရလဲစပွဲတို့လေးလက်ချော်တာပဲလေကြည့်အဲ့မျက်မှောင်ကကြုံနေပြန်ပြီအခုမျက်နှာချိုလေးကပြုံးနေရနဲ့ပဲလိုက်တာအဲ့လိုမနေပါနဲ့ဗျာမင်းမနိုင်ပြောလို့ရပါရဲ့နော်လားဒါပေမဲ့မင်းသိထားဖို့ကမင်းကိုထိခိုက်စေတယ်ဆိုရင်အဲ့ဒါဘယ်သူပဲဖြစ်ဖြစ်ကိုခွန်းလုံးမှာမဟုတ်သလိုတေချာပေါက်စရင်သွားရှင်းပါတရားထက်ပေါင်းနဲ့ဖြစ်ဖြစ်ရင်ဆိုင်သိရင်ဆိုင်မယ်ကျွန်တော်သိပါတယ်ကိုသန်းစင်ကြားကျွန်တော်အရန်လေးထားတာကဲအဲ့တော့ကျွန်တော်ချက်သိမယ်တချင်းဆိုပြမယ်လေနော်ညလားကိုတောင်းမှန်ပါတယ်ကိုကြောင့်ပဲမန်းနေရပြီရှ်အဲ့တော့အကိုကသူ့ကိုတင်းချက်စွာဖတ်ထားရင်ကလေးလေးတယောက်ကဲ့သို့မျက်စိအတင်းမိတ်ထား၏သူပြုံးလိုက်ပြီးအကိုနှစ်ဖူးကိုဖွားလေးနန်းကကျွန်တော်ကကွာမှာပေါ့အကိုဟိုတိုးတိုးလေးပြောမိသည်စောသူရမှအညာနွေဤပူလောင်မှုကိုအတော်ကြီးတောင့်ခံနေရ၏သူသည်ပင်ဤမြပူနေလျင်ချွန်းရင်းတယောက်မြင်းမြပူနေမိကိုသူခန်းစားမိပါသည်ထို့ကြောင့်သူကထီးတစ်ချောင်းမြင်ချင်းကိုထိလိုက်မွန်းပေးနေတယ်လို့လက်ထဲတွင်လည်း100 plus ကတို့တစားအေးမြောက်ကိုလည်းအိတ်တလုံးနဲ့တဲလာသေး၏ခင်ဗျာမပင်မဟုတ်လားဗျာဘာဖြစ်လဲနေဘူးလားတူတူပေါ့မင်းကဧည့်သည်လေကြည်ရောမျက်နှာလေးတွေတောင်ရဲနေပြီချွန်းလေးရဲ့ရှေ့ရတဆူပြီးရင်ကိုနာအောင်နော်ပြီးပါဗျာလက်ထက်အေးတို့ကြီးပကံမာကတချို့သောနေရာများကကားဝင်ရင်မရပင်အထူးသဖြင့်
ငလျင်တန်းကြောင့်ထိခိုက်ရသောဖျားများအနီးတွင်လမ်းဆင်းလျှောက်ရတာကများသည်သို့မဟုတ်နီးသောနေရာများကိုတော့သူတို့လမ်းသာလျှောက်ဖြစ်ကြသည်ယခုလည်းလောကထိပ်ပံရွှေစံတော်နှင့်ဓမ္မယန်ကြီးဖျားတို့ကိုသူတို့လမ်းလျှောက်ရသည်မှာအတော်ပင်ပန်းနေပြီဟာရှေ့ကအကျော်တက်ပဲအတော်ပဲချွင်းလေးအကျော်ဝင်စားရအောင်ဆိုရှယ်မီဒီယာတွင်တိတ်ပူးနေကြရွှေစံတော်ရှိမှအကျော်တန်းကိုတွေ့သောအခါစောသူရဝမ်းသာအားရပြောလိုက်ပြီးတော့ချွင်းလေးကတစ်ချက်စိုက်ကြည့်ပြီးမှသဘောတူ၏သူသိတော့သိပါသည်ချွင်းလေးကဲ့သို့လူမျိုးကထို့သောဆိုင်မျိုးကိုကြိုက်မည်မဟုတ်သို့တော့ခဏဖြစ်ဖြစ်နားမဖြစ်မည်ဒေါ်လေးအကျော်တော်တပွဲပေးပါအရေးရအပင်ကြီးအောက်ရှိအကျော်ထဲမှာလေပူတစ်ချက်တိုက်နေတော့လေအေးမြသောအရေးရှိသောကြောင့်သူတို့စိတ်ချမ်းသာစွာနားဖြစ်ကြသည်ခင်ဗျားပကံကိုဘလို့ထင်လဲကိုကိုမင်းကိုကိုလို့ခေါ်လိုက်တယ်လားမကြိုက်လည်းချားပြောင်းခေါ်မယ်ကြိုက်တာဗောချွင်းလေးကကိုကလေတကယ်ကိုမင်းလိုညီလေးတယောက်လိုချင်တာဆရာအဲ့ကိုမင်းကကိုခေါ်တိုင်းကိုတအားအားချခဲ့ရသိလားချွင်းကပြန်မပြောတော့ပဲအေးတစ်ခွက်ကိုသာမှုတ်တော့၏ပကံတိတ်လာတာပဲရာသီဥတုပူပေမဲ့လေတကယ်ကိုရင်သက်ရှုမောစရာကောင်းတယ်လို့ထင်တယ်ကိုတို့အခုဝင်လာတဲ့လောကထိပ်ပံဖျားဆိုရင်လေတိတ်တိတ်လေးပဲမှအထက်မှာတကယ်လာတဲ့နေရာစီးရီးတွေခြံသေးတယ်အဲ့ရဖျားဆောင်ရင်ကိုတို့ကိုတေချာရှင်းပြတော့မှာပဲနားလေတာချွန်လေးရဲ့ကိုရင်ကတော့ဘာလို့ရမလဲတေချာမသိဘူးဒါပေမဲ့အခုထီကိုလာပြီးမန္တလေးလက်ပါတာပေါ့ကိုဘာလို့ရမလဲတေချာသိပြီကိုရင်ကျေးမှုဌာနမှာအလုပ်လုပ်ချင်တယ်ကိုသိလားခင်ဗျာတကယ်အဲ့အလုပ်နဲ့လိုက်ဖက်မှာကျွန်တော်သိတယ်ချွန်လေးရဲ့အားပေးစကားကြောင့်ညီမျှပြောသွားရတဲ့နေသူသာသိပါသည်ထိုစဉ်အကျော်လာချပြီးတော့အတော်ကြီးကကိုဝိုင်းရင်ဖြစ်ပြုံးကပြော၏အမလေးညီကိုတွေချစ်ဖို့ကောင်းလိုက်ကြတာအတော့သားတွေလည်းအဲ့လောက်များချစ်ကြရင်ဘလောက်ကောင်းမလဲဟုတ်တယ်ဗျကျွန်တော်ညီလေးကချစ်ဖို့ကောင်းတယ်မဟုတ်လားချွန်ကတော့သူ့ကိုငေးကြည့်ဖြစ်တစုံတစ်ခုတွေးနေဟန်ရှိသည်အတော်ကြီးထွက်သွားတော့သူကတူတစုံဖြင့်အကျော်ကိုဖက်ပေးနေစဉ်ချွင်ကစပြော၏ကိုချွင်လေးဒီမှာချက်တုံကြော်စားကြည့်မြင်းခေါ်ရနေကြော်ထားတာမကြီးရနဲ့ဆိုစားကောင်းတယ်ပူတော့ပူနေသေးရနော်ညက်ကဘယ်လိုလူမျိုးလဲချွင်ကိုခွန်ကျွေးလူဆဲဆဲလက်တို့ကလေထဲတွင်ရက်တက်သွား၏ချွင်ကတင်းငိမ့်စွာမေးခြင်းဖြစ်သောကြောင့်သူအနှဲငယ်နေရခက်သွားသည်ညက်ကြောင်ဘာလို့သိကြတာလဲချွင်လေးဒီလိုပါပဲကိုချစ်တဲ့သူအကြောင်းသိချင်တာညက်ကကိုနဲ့ရွယ်တူပဲတက္ကသိုလ်မှာတွေ့တာသူကအလှဆုံးလေမေချာကွင်းကိုကသူ့ကိုလှလို့ချစ်တာလားမောချွင်လေးရဲ့သူမကြိုက်တဲ့ကောင်တွေဆိုတာကို့အဖွဲထဲမှာလက်ချိုးရည်လို့ရတယ်အဲ့ထဲမှာကိုကကန်ထုသူလေညက်ကကိုလိုစိတ်ရှိတဲ့သူကိုသဘောကျရဲဆိုပြီးအဖြစ်ပြောပေးသွားတာကိုတို့ကိုတနစ်ခွဲလိုက်ချက်ရတာကွာချွင်ကအကျော်ကိုစိတ်မပါလက်မပါဖဲစားရင်ဖြင့်ကောင်းညှိပြသည်ညက်ကကိုနိုင်နေဆိုကိုင်းလိုလာပြောရလားသူကအဲ့လိုပဲမနာလို့ရှောက်ပြောတာညက်ကနိုင်တာမဟုတ်ပဲကိုကချစ်လို့ရှော့ပေးတာကျွန်တော်ရောချစ်လို့ရှော့ပေးရလားဒါဘောချွန်လေးရဲ့ကိုမမင်းလိုကျစ်ဆက်ဆက်ကောင်းလေးကိုစားတွေ့ကြတဲ့ကရှော့ပေးမယ်လို့စိတ်ထဲမှာအလိုလိုတွေးပြီးသားကိုကညီလေးတယောက်အမြဲလိုချင်နေခဲ့ရလေစားလီ sorry ကျွန်တော်စကားရရှောက်ပြောနေမိတာထိုမှအပြန်တွင်ချွင်ကတိတ်ပြီးစကားမပြောတော့ပြီမျက်နှာမသားမရရှိလေရာစောရမှာနားလေရခက်နေခဲ့ပြီရာသီဥတုပူသောကြောင့်ဟူသောတွေးပြီးထီးတော်မိုးအဖြစ်သာဆက်လိုက်ပါနေမိတော့သည်စိတ်ထဲတွင်ချွင်လေးကိုနေရောင်ကြီးပင်မထိုးချင်လောက်အောင်ကိုရည်ယူစိုက်ချင်မိပြီးဤဒီမှာလဲအကိုတယောက်ရဲ့စိတ်ထားပင်ဖြစ်ပါလိမ့်မည်ချွင်တို့ညနေပိုင်းတွင်ဟိုတယ်နာရှိဖျားများသို့ပြန်လာမည်ဟုဖုန်းဆက်ပြောသဖြင့်နွေလာမှအကိုနှင့်အတူထိုဖျားများအနီးသို့လမ်းလျှောက်သွားဖြစ်သည်ညနေဆောင်ဖြစ်၍တိတ်ပြီးနေမပြင်းတော့သည့်အပြင်သူတို့တွားရသည့်လမ်းမကအရေးရပါသည်ကိုတော့ပကံမှာမင်းနဲ့တူတူဒီလိုလျှောက်သွားခဲ့ရတာကိုပြောနေပြီ3 မိနစ်နဲ့သွားလို့ရပါတယ်ဆိုမှခမရခေါင်းကိုက်နေရယူလမ်းလျှောက်ချင်တယ်မင်းရှိတာပဲကိုတခုခုဖြစ်တော့မင်းကပွက်ထားပေါ့ခမရလေတကယ်မနိုင်ဘူးညလားလက်ချီပြဝဲတွေကလေ
3ရက်လောက်တော့လုံးဝမှထင်တယ်နော်အဲ့လောက်ကတော့နေတော့ပါပဲဒါပေမဲ့သူရှိပါမလားရှိမှာပါကျညာတွေလည်းလုံးဝမှာပေါ့အဲ့လာတွေကိုလုပ်ပေးမယ်မင်းကပကြီးဆွဲဖို့ပဲတောင်းဝင်ယူကျေးဇူးကြီးတွေတိတ်များနေပြီစိတ်မပူပါနဲ့မင်းကိုအကျွေးနဲ့မသိမ်းပါဘူးကိုသန်းစင်ကျကျွန်တော်ကလေတီတဲ့နဲ့သူကိုပဲသဘောကျတာနော်အကိုကကက်ဟဟရီတီတဲ့ဆိုတာကိုစီနီယာနေမယ်ကွာရီးတက်ကတူမှာတော့သူကကိုတို့နေပြဖြစ်ခဲ့တာချော့လားကြီးကောင်းပါတယ်ဒါပေမဲ့သူကကောင်းမှလေးရှိပြီသားကွာဘယ်လိုလုပ်မလဲကိုနူလာတော့နောက်ကျသွားပြီလမ်းတစ်လျှောက်လုံးစကားတပြောပြောရေရေမောမောဖြစ်သူတို့လျှောက်လာပြေးရာချွန်းတို့ကားနဲ့တိုးဤတကောက်သားစောရကဘာအချိုးချိုးထားတဲ့နည်းတော့မသိချွန်းကမျက်နှာမကောင်းပြီနောက်မှတီးတို့မေးရမည်ဟုတွေးထားမိ၏ရီကနေထဲဝင်သွားလိုက်ပြ9နိုင်မထိုးခင်မြင်သာသွားလိုက်အဆောင်တွေရှိတယ်အဲ့ရနေရမကြီးတွေကတိတ်နမဲကြီးဟာကားစီယာကလမ်းညွန်ပေး၏ကားကမူလမ်းမတန်းနားရဲ့ရက်ခဲရပြီးသူတို့၄ယောက်လမ်းလျှောက်ဝင်ဖြစ်သည်ပထိုးသားများဖေဟာပကံပကြီးတွေဤပင်နိုင်တွေထဲမှတဆူဖြစ်ကြောင်းလွေလာချက်ချင်းမှတ်မိလိုက်သည်သို့တော့သူမထင်ထားသည်ကထိုဖျားအတွင်းရှိအနေထားပင်ပထိုးအဆောက်အဦထဲတွင်ကြီးညိုပွဲမှုကြွားဖြင့်စင်းတုတော်အကြီးကြီးတဆူရှိပြီးနေရောင်ကမျက်နှာတော်ပေါ်သို့သာဖျားကျနေပြီးဘေးဘက်ဝန်းကျင်ကပကတိမှောင်မှနေ၏သူတို့အထဲမှကြကြမနေနိုင်ကြပင်အဘဲကြောင့်ဆိုတော့လေးနို့နှိမ့်ငက်များ၏အငြိအကျေးအနက်သက်များကြောင့်ဖြစ်သည်သူ့လူသည်ပင်အသက်ရှူကျက်လာရာအကိုအတွက်စိုးရိမ်လာမိပြီးသူတို့အဓိကလက်ရာအချို့ကိုဓမီနှင့်ကြည့်ပြီးသည်နှင့်အကိုလက်ကိုဆွဲကအမြန်ထွက်လာမိကြသည်ထင်းသည့်အတိုင်းပင်အကိုကအပြင်သို့ရောက်သည်နှင့်ခါးကိုင်းကအသက်ကိုမနှဲရှူနေရသည်ကိုရေတောက်လိုက်အောင်ရပါတယ်ချွန်းတွားနေနော်ကိုလိုက်ခဲ့မယ်ချွန်းကစောရနှင့်အတူခက်လန်းလန်းရှိနတ်လောင်ကျောင်းသို့ထွက်သွား၏ညနေဆောင်နေဝင်ချိန်အမီလောကနန္ဒဖျားသို့သွားရအောင်မည်ဖြစ်သွားကြောင်းအကိုကလောလိုက်ခြင်းလည်းဖြစ်သည်သူကတော့အကိုကြောကိုပို့ပေးရင်းစိတ်ပူနေမိ၏အကိုဆေးတွေဘာစစ်ထားလိုက်ရင်ဆေးလိမ့်နဲ့တခုလည်းမဟုတ်ပဲအဆုပ်တွေဘာများတခုဖြစ်နေသလားမဟုတ်ဘူးကိုစစ်ပြီးနွေလာရဲ့ကိုစစ်မှုတောင်ထမ်းခဲ့ရလေအဓိကအဆုပ်ကဆေးလိမ့်ငွေ့ထိပြီးအလွန်လိုတုတ်ပြောင်မှုရှိသလိုနောက်ပိုင်းကျသူကအားနေသွားတာကိစ္စမရှိပါဘူးကိုအခုခရီးသွားနေလို့လေ့ကျင့်ငန်းမလုပ်ဖြစ်တာရန်ကုန်မှာဆိုအဆုပ်အားကောင်းလေ့ကျင့်ငန်းလုပ်ဖြစ်တယ်စိတ်မပူနဲ့နော်လာတော့ကြစို့သူစိတ်မချလက်မချဖြင့်အကိုဘေးမှထွက်လာစဉ်ပင်ရှေ့မှဒုက္ခရောက်နေသော2ယောက်ကိုတွေ့လိုက်ရ၏ခွေးနှစ်ကောင်ကချွင်တို့ကိုဟောင်းနေပြီးချွင်ကစောရကိုအကြီးကျယ်ဖတ်ထား၏အကိုကပြေးသွားမိပြုတော့လဲစောရကထိုခွေးများကိုမုတ်တစ်ခုခုချကျွေးလိုက်ခြင်းဖြင့်ငင်းချင်းရေးယူလိုက်သည်ကိုတွေ့ရမှသူတို့စိတ်အေးနိုင်ကြသည်အနားရောက်သွားတော့ချွင်မအကြောက်ပြေးသေးပုံမပေါ်ချွင်မကြောက်နဲ့နော်ဘာမှမဖြစ်ဘူးကိုတို့ရှိရယ်စောသူရည်ကျေးဇူးပါပဲချွင်ကငငယ်ကခွေးကိုက်ခံရဘူးလို့ကြောက်တတ်တယ်ကျွန်တော်နားလည်ပါတယ်ဟိုဘက်မှာလမ်းမေးခွေးလည်းရှိချင်မှရှိမှာလေအဲ့လာကြကျွန်တော်ကဒေချင်းညက်လေးဆောင်လာတာမနူအဖေကကလေးစီရဝတ်ထားတာလေအခုရှာဆင်ပြေသွားတာပေါ့ချွင်လေးမကြောက်နဲ့အောင်နော်ကလေးလေးကြနေရပဲကိုညီလေးကချွင်ကလက်သေးတင်းတင်းဆုပ်ထားပြီးအကိုကိုတွဲကနက်လောင်ချောင်းထဲသို့ဝင်သွား၏လွေလိုက်အောင်မှာဟိုငတုံးကောင်ကိုနေရင်တီးချင်ဒီမှာလက်ကိုရားနေပြီဒါလဲတကောင်သားခွေးနှစ်ကောင်ကိုထိုင်ညက်ကျွေးရင်မပြီးသေးမင်းဝမနာသားတွေကိုကျွေးမွေးလို့ပြီးအရေးကြီးတာပြောကြစို့ဟာကိုကြီးလည်းဖဲလိုက်ရဗျာဒီကလေးရလိမ့်မှာပါတယ်ကိုတော်လေးကိုမင်းကညီငယ်လေးဆောင်တွန်းလိုက်ပြန်ပြီလားဟုတ်တယ်လေသူကကျွန်တော်ကိုတဲ့အဲ့ဒါညီကိုလိုချစ်တာတေးကြလို့ပေါ့မင်းတကယ်ပဲသူ့စိတ်ကိုနားမလည်ဘူးလားစောရရဲ့ဘာလို့လဲကိုကြီးရဲ့သူကမင်းကိုကြိုက်နေတာစောရမှာထညက်အထုတ်လိုက်လွတ်ကျသွားပြီးအဆက်အဟောင်းသားပြင်းမတက်ထိုင်ရလိုက်၏သူတို့မောကြည့်လိုက်တော့နက်လောင်ချောင်းထဲကနရုပ်ကြီးကမမကြီးရှိလျက်သူတို့ကိုကြည့်နေခဲ့ပါသည်လင်းချွန်းချွန်းကိုရှိသမျှနဲ့အပေါင်းမဆားကြပါတော့ဟုသာຫນွေလောက်ဆူတောင်းကျင်တော့သည်